ကောင်လေးတွေကောင်မလေးတွေပါတယ်ကြက်မှတ်ထားမင်းတို့တဲ့သိအရေးကြီးတယ်ဘဝဆိုတာတစ်ချက်ရှင်းသားမယ်ရှင်းသားဖို့ပါအရေးကြီးကျမ်းမာရေးအရေးကြီးတယ်ကျမ်းမာဖို့ပဲအရေးတယ်အဲ့ကျမ်းမာရေးစောင့်ရှောက်တတ်တဲ့ပညာသိအရေးကြီးတယ်ဘယ်ဟာဘလောက်အရေးကြီးတယ်ဆိုတခုတည်းမင်းတို့ကောင်လေးတွေကောင်မလေးတွေစဉ်းစားကြည့်ဖို့မင်းတို့အမေဖေတဲ့မင်းတို့ရဲ့ဘဝတွေကိုပြန်စဉ်းစားကြည့်မအေးဖေကဘာလုပ်လဲခလေးမွေးလာပြီးတာလည်းပဲတဲ့ညကျင်တယ်လေကိုပူလားမပူလားဒီနေ့ချွဲပါတယ်မချွဲမပါဘူးလားချောင်းဆိုးတယ်ဟာကိုလေးစိတ်လန့်စားလိုက်ဒီနေ့ဟောပြီးတယ်သူကလေးဟိုဆေးလေးတဲမှာကောင်းမှချင်မရဲ့ဆရာဝန်သွားပြရကောင်းလားဟာဘာလဲဒါကျမ်းမာရေးဟောကျမ်းမာရေးမရှိရင်ဘဝမရှိတော့ကျမ်းမာရေးကဘာလဲဆိုကျမ်းမာရေးကိုစောင့်ရှောက်တဲ့ဥစ္စာဒီပညာဒါကြောင့်မလို့ဘဝကိုရှင်းသန်အောင်စောင့်ရှောက်ခြင်းဒီပညာအဲ့ဒါကြောင့်လောကကြီးမှာအရေးကြီးဆုံးဒီအသက်ရှင်ခြင်းအသက်ရှင်ဖို့လို့အတွက်ကျမ်းမာခြင်းကိုစောင့်ရှောက်ခြင်းဒီပညာဒါကြောင့်လို့ဘဝနဲ့ကျမ်းမာခြင်းဘဝနဲ့ပညာရေးနဲ့ဆက်နေတယ်ဒါကြောင့်မလို့လူတယောက်မှာပဲသတိထားကြည့်အတူချုပ်ပြောတော့မယ်နော်တိတ်ပြောဟောပြလာလို့မကောင်းလို့မလို့အတူချုပ်ပြောမှာချက်ပြောလို့ရှိရင်အဲ့ဒီဥစ္စာတကောင်ကြောသွားမယ်အတူချုပ်ပြောလိုက်လို့ရှိရင်မင်းဟာဘဝရှိတယ်လားရှိခြင်းပညာစီးဖို့ပါဘာပညာလဲကျမ်းမာတဲ့ပညာစီးဖို့ဒါပထမဆုံးအရေးကြီးတဲ့အချက်မိဘကိုယ်တိုင်ကနေဟဲ့သားမစားနဲ့ဈေးတွေချောင်းဆိုးလိုက်မယ်ဒါပညာဟဲ့ဟိုနားမသွားနဲ့နော်အစွန်းလေးမသွားနဲ့ကြာဓာတ်ရင်တော့ရှာမိရင်တော့ပူအဲ့ဒါပညာမိဘပေးသွားတယ်ဘာလို့ဝတ်ပေးတာလဲကျမ်းမာဖို့လို့အသက်ရှင်သန်ဖို့လို့ဒါကြောင့်မို့လို့မင်းဟာတကယ်လို့မင်းကိုမင်းမြန်လို့ပါတယ်မင်းဘဝမင်းမြန်လို့ပါတယ်ဆိုရင်မင်းဘဝကျမ်းမာအောင်မင်းအသက်ရှင်သန်အောင်အတွက်ပညာရှိဘူးပါ